မင်္ဂလာပါမျိုးတို့ရေဒီနေ့2026ခုနှစ်8လပိုင်း20ရက်နေ့ဖြစ်ပါတယ်တန်လီပလီနဲ့ပတ်သက်လို့တရားဝင်ခွင့်ပြုချက်မရှိဘဲစောက်လုပ်ထားတဲ့အရာမှန်သမျှဖယ်ရှားရှင်းလင်းခဲ့ပြီးပါဝင်ပတ်သက်သူအားလုံးကိုလည်းဒီချက်ဥပဒေနဲ့ညီစုံစမ်းစစ်ဆေးလျက်ရှိကြောင်းကြားသိရပါတယ်ဒီညမှာအဓိကပြောချင်တာအစ္စလမ်မို့လို့ဖိနေနေတာမဟုတ်ဘူးဗလီမို့လို့ဖြိုးခိုင်းဖြတ်ခိုင်းနေတာမဟုတ်ဘူးဥပဒေကိုမလိုက်နာလို့ပြောနေတာဥပဒေနဲ့မညီရင်ရှင်တို့အစ္စလမ်ရဲ့ဗလီမပြောနဲ့ကျမတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ဗုဒ္ဓရုပ်ဘတော်လေးလေဖယ်ရှားရှင်းလင်းခံရတယ်ဆိုတာသိစေချင်တာဒီတပ်ပုံကိုကြည့်ပါ2024 5လပိုင်းတုန်းကလိုင်တရာမြို့နယ်အပြင်ပဒံကျေးရွာအုပ်စုကျွန်းကြီးရွာကိုနိုင်ငံတော်အစိုးရကကျူးရှင်းလင်းခဲ့တယ်အဲ့ဒီရွာရဲ့တိဆောက်လက်စဗုဒ္ဓရုပ်ဘတော်ဖယ်ရှားရှင်းလင်းခံရတဲ့ဓာတ်ပုံဖြစ်တယ်ဗီဒီယိုဖိုင်တွေကြည့်ရင် YouTube နဲ့ Facebook မှာသွားရှာကြည့်လို့ရတယ်ဥပဒေနဲ့မညီတဲ့အတွက်ဒီဗုဒ္ဓရုပ်ဘတော်ကြီးဖယ်ရှားရှင်းလင်းခံရတဲ့အပေါ်မှာကျမတို့ဗုဒ္ဓဘာသာဝင်တွေစိတ်နှလုံးမချမ်းမြေ့ပေမဲ့ဥပဒေကိုလေးစားလိုက်နာခဲ့ရတယ်။အဲ့ဒီအချိန်တုန်းကဘုံကျုံတဘွားစံဟောင်းစီစစ်ဆိုးရကဖះကိုဖြိုးနေတာဘောမနဲ့မဘာသာတွေဘာလို့မပြောတာလဲဆိုပြီးမပြောလို့ပါဆိုပြီးလောင်းနေဟောင်းနေကျမတို့ဘာကြောင့်မပြောတာလဲကျမတို့ဥပဒေကိုလေးစားလိုက်နာလို့မပြောခဲ့တာအခုလေတန်လင်းပလီနဲ့ပတ်သက်လို့တရားဝင်ခွင့်ပြုချက်မရှိတဲ့အတွက်ကျမတို့ကဥပဒေကိုလေးစားလိုက်နာတော့အားဖြင့်တရားဝင်ခွင့်ပြုချက်မရှိဘဲစောက်လုပ်ထားတဲ့အရာအားလုံးကိုဖြိုချသင့်တယ်လို့ပြောတဲ့အခါကျမှနင်တို့ကဘာလို့ပြောတာလဲဆိုပြီးဘုံကျုံတဘွားစဟောင်းစီလောင်းနာဟောင်းနာဒီကောင်ရဲ့အတွင်းစိတ်တရံကိုရှင်းတို့တွေးကြည့်ပါကျမတို့နိုင်ငံမှာဘာသာပေါင်းသောချစ်ချစ်ညညရေးလို့ပြောကြတယ်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးလို့ပြောကြတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့ဖျားเจ้าငံဇေဒီဘထိုးမြည်သူမဆိုဝင်ရောက်ခွင့်ရှိတဲ့လေ့လာခွင့်ရှိခရစ်ယာန်တွေချက်ကြောင့်ဟိန္ဒူတွေရဲ့ဖျားเจ้าမြည်သူမဆိုသွားရောက်ခွင့်ရှိအစ္စလမ်ဗလီဘယ်သူဝင်ခွင့်ရတယ်လဲဒါဆိုရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေလို့မရအောင်ဆုံးပြိုးဖြစ်နေတာဘယ်သူလဲအရင်ပေါ်လို့ပြီးခဲ့တဲ့ဒေါ်စုနဲ့ဦးတင်ဦးလက်ထက်တုန်းကလေNLD နာယကဦးတင်ဦးနေမကောင်းလို့ပါဆိုပြီးတော့ဘဘဦးတင်ဦးနေကောင်းချမ်းပါပါစေဆိုပြီးစကိုင်းကောင်းမှုတော်ဇေယျတော်မျက်ကြီးပေါ်မှာမွတ်စလင်တွေအလားအော်တယ်ဦးတင်ဦးနေမကောင်းလို့တဲ့မြန်မာနိုင်ငံမှာဇေဒီပထိုးတွေအများကြီးရှိပါလျက်နဲ့ဆွဲတော်စစ်တာကောင်းမှုတော်လို့အမိသမုတ်တဲ့ဆွဲတော်အစစ်တီးရှိရာကောင်းမှုတော်ဖျားပေါ်မှာအလားတို့អော်ကြတယ်ဒါဆိုရင်ငါတို့ကလည်းဦးတင်ဦးနေမကောင်းလို့နေကောင်းကြမအောင်ဗလီထဲလာပြီးတော့ခန္ဓာတော့ရုပ်မယ်ရမလားဂုံတော်ကွန်ချာရုပ်ဖက်ပူဇော်မယ်ရမလားဦးတင်ဦးနေမကောင်းလို့ဘဘဦးတင်ဦးအလားအရှင်မြတ်ကကဲပါစောင်းလျှောက်ပါဆိုပြီးတော့ကောက်မှုတော့ဇေဒီတော်ပထိုးပေါ်မှာလာပြီးတော့အလားအော်ရင်နင်တို့ဗလီထဲမှာလာပြီးတော့ငါတို့ကအထဏမေးတဲ့ရွတ်မယ်ရမလားလို့ပြန်မေးတဲ့အခါကျတော့ကျမတို့ကဗုဒ္ဓဘာသာဝင်တွေကဘာသာရေးမှိုက်တိုက်တယ်လို့ဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမြောက်ထုတ်နေတယ်လို့ပြီးခဲ့တဲ့2015-2020ဝန်းကျင်တွေကအဲ့ဒီလက်သုံးစကားတွေနဲ့ရှင်းတို့တွေမှိုက်တိုက်ခဲ့တာဖြစ်တယ်တကယ်ရဲ့ဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတာဘယ်သူတွေလဲတကယ်အစိုးရောက်ပြီးတော့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့ခက်ခဲနေတာဘယ်သူတွေလဲသူများမျက်ချင်းကိုမမြင်ပဲကိုယ့်မျက်ချင်းကိုမြင်အောင်ကြည့်ကြဖို့သတိပေးကြပါမယ်တခါမှလေနော်အမေကျော်ဒွေးတော်လွန်နေတဲ့ဗုဒ္ဓဘာသာဝင်အမြင်ခံထားတဲ့နော်ကုလဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာဘေယဗုဒ္ဓဘာသာတရာတိကဗုဒ္ဓဘာသာပညာတိကဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာ၅မျိုးရှိတဲ့တက်ကကုလဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာဘေယဗုဒ္ဓဘာသာဆိုတဲ့အောက်တန်းစားဗုဒ္ဓဘာသာဝင်တွေကိုလည်းပဲအထူပါနားလည်အောင်ဘိမုံနဲ့ရေမုံရောကျွေးမယ်